ဗုဒ္ဓဟူးသားသမီးလေးတွေမိတ္တရာသီအတွင်းမှာဘာတွေဆောင်ရမယ်ဘာတွေရှောင်ရမယ်ဘလို့ကောင်းတဲ့လမ်းတွေကိုရှောက်ရမယ်ဆိုတာကိုတော့ဖတ်ပြီးသွားမှာဖြစ်ပါတယ်ဗုဒ္ဓဟူးသားသမီးလေးတွေကံကောင်းကြပါစေဗုဒ္ဓဟူးသားသမီးလေးဒီကာလမှာဘယ်ဟိုမှသွားဖို့မစင်စားပဲနဲ့ကိုယ့်ရဲ့လက်ရှိအလုပ်လက်ရှိနေရာမှာပဲစူးစမ်းပြီးတော့နေပါနော်အားတင်းပြီးနေကြည့်လိုက်ပါဗုဒ္ဓဟူးသားသမီးလေးတွေကံကောင်းမဲ့ကာလဟာလက်ရှိမိမိနေတဲ့နေရာဒီကံကောင်းမဲ့နေရာဖြစ်နေတာမို့လို့ပဲအလုပ်ကံခွင့်လန်းနေပေါ်လာလိမ့်မယ်နော်အခွင့်အရေးတွေဝင်လာလိမ့်မယ်အဲ့ဒီအခွင့်အရေးကိုလက်လွတ်မခံပါနဲ့ရုတ်တရက်အလုပ်ကူးပြောင်းတာမျိုးတွေနေရာကူးပြောင်းတာမျိုးတွေမလုပ်ပါနဲ့လက်ရှိနေတဲ့နေရာမှာပဲခိတ္တခဏနေပါကံကောင်းပါလိမ့်မယ်နော်ငွေကြီးနဲ့ပတ်သက်ပြီးတော့တင့်ကိုအကြီးအကဲတွေကကူညီမဆလိုက်မယ်နော်တင့်ရဲ့လုပ်ငန်းအောင်မြင်လိမ့်မယ်ကူးတန်းရောင်းဝယ်ရေးအကျိုးပေးတယ်နော်ကူးတန်းရောင်းဝယ်ရေးအကျိုးပေးတယ်ဒါမှမဟုတ်တင့်က online shop လုပ်နေတာလက်ရှိအလုပ်ကပရမတော့ရောင်းမကောင်းတာမအောင်မြင်တာဆိုလို့ရှိရင်စိတ်မပူပါနဲ့စိတ်တမကြပါနဲ့ဒီကာလအတွင်းမှာမိတ္တရာသီအတွင်းတင်အောင်မြင်ပါလိမ့်မယ်ဗုဒ္ဓဟူးသားသမီးလေးတွေကျမ်းမာရေးအနေနဲ့ဆိုလို့ရှိရင်တော့ဒူးကောင်းတွေနာကျင်တာကြိုက်ခဲတာဖြစ်မယ်နော်အထိုင်အထတွေလေးလံတာဖြစ်မယ်ဒါသတိထားပါမယ်ပညာရေးနဲ့ပတ်သက်လို့ရှိရင်တင်ရဲ့စူးစမ်းနေတဲ့ရလဒ်တွေအကောင်းဖြစ်တယ်ဒါကြောင့်တင်ရဲ့ပညာရေးကြောင့်ပဲတင်စူးစမ်းနေတဲ့စူးစမ်းမှုကိုလုံလဝရိယတင်အားစိုက်ထုတ်ထားတဲ့လုံလဝရိယအပေါ်မှာအကျိုးသက်ရောက်မှုဒီကောင်းသောအကျိုးသက်ရောက်မှုရလာပါလိမ့်မယ်ဒါကြောင့်ဒီမိတ္တရာသီမှာရှောင်ရမှာတော့ဗုဒ္ဓဟူးသားသမီးတွေရှောင်ရမှာဒီအစိတ်ရှိတဲ့အကောင်လေးတွေကိုရှောင်ပေးပါနော်အစိတ်ရှိတဲ့အကောင်လေးတွေရှောင်ပေးပါမီးနဲ့ပတ်သက်ပြီးတော့တတိထားပေးပါမီးကိုလျှက်စစ်တို့တတိထားပေးပါကင်တွေတာနော်အဲ့တော့ရှောင်ရမယ့်အရာကတော့နီညူရောင်ဖြစ်တယ်နီညူရောင်ရှောင်ပေးပါနီညူရောင်မဝတ်ပါနဲ့နော်အဲ့တော့စောင်ရမယ့်အရာဒီအဝါရောင်ဖြစ်တယ်နော်အဝါရောင်ကိုအရေးကြီးတဲ့အချိန်မှာဝတ်ဆင်ပါနော်အဲ့တော့ရေရာအနေနဲ့ကတော့အပင်လေးတွေစိုက်ပေးပါနော်အပင်လေးတွေစိုက်ပေးပါဖះမှာဖြစ်ဖုံးကျောင်းမှာဖြစ်နော်အပင်လေးတွေစိုက်ပေးပါဒီကာလအတွင်းမှာဗုဒ္ဓဟူးသားသမီးလေးတွေကံကောင်းမဲ့ကာလဖြစ်တယ်ဗုဒ္ဓဟူးသားသမီးလေးတွေအကုန်လုံးကိုယ်စိတ်နေပြကျမ်းမာချမ်းသာကြပါစေကံကောင်းကြပါစေ